能力会领袖的路亚基宝贵，表表看我只把人用安全的，အားလုံးပဲမင်္ဂလာပါရှင်တီးဖွင့်ကုကင်းဘလော့ကနေပြန်လေးကြိုဆိုလိုက်တယ်နော်တီးလေးဒီနေ့ဒီပဲလေးတွေပေါ့နော်အန်တီတယောက်ကသူ့ခြံအတွက်ပဲလေးတွေကိုလက်ဆောင်လာပေးထားအဲ့တော့အဲ့ဒီပဲဟင်းလေးတွေကိုပြစ်ပြစ်လေးချက်မယ်အဲ့ပဲဟင်းလေးနဲ့လိုက်ဖက်တော့ကျမဆက်ကြော်လေးကြော်မယ်ပြီးရင်ပန်းပွင့်လေးလေးကြော်ပါအောင်မယ်ရှင်ကဲတီးနဲ့တူတူချက်နည်းလေးတွေကိုတီးချင်ဒီချက်နည်းလေးကိုတီးချင်တယ်ဆိုရင်တီးရဲ့ဘလော့လေးကိုအဆုံးထိကြည့်ရှုပေးပါအောင်ရှင်ကဲအားလုံးပဲတူတူဆက်ချလိုက်ကြကျမကြော်ဖို့တက်သားလေးကိုပြုတ်ပြီးမှားပေးထားမယ်ကျက်သွန်နီလေးပပလေးထားပါမယ်ဂျင်းကျက်သွန်ပြုတ်လေးထောင်းထားလိုက်ပါမယ်ဟိုကျက်သွန်နီလေးကိုခုလိုစီတက်ပြီးတော့ဆနွေးမုံလေးလည်းထည့်ထားပေးပါမယ်ရှင်ကျက်သွန်နီလေးရဲလာပြီးဆိုဂျင်းကျက်သွန်ပြုတ်ထောင်းထားတာထည့်အဲ့ဒါလေးအမွေးလာပြီးဆိုရင်ကျက်မွှလေးတွေထည့်ကျက်မွှလေးအရသာအတွက်စားကျက်သားမုတ်ထည့်ကျက်မွှလေးတွေကျွတ်လာပြီးဆိုရင်ဟိုငေးသီးဖွဲချက်မုတ်လေးထည့်အခုလိုကြော်ပြီးတော့မွေးလာတဲ့အနေထားဆိုအိုးချလို့ရပါပြီရှင်အခုဆိုရင်ရသာရှိလာရဲ့ကျက်မွှဆက်ကြော်ရရှိပါပြီရှင်ဒုတိယဟင်းလေးအတွက်ပတ်မုံနာကြော်ဖို့တက်စက်သွန်လေးတွေလေးစိတ်ထိုးထားပေးပါမယ်ခရမ်းညစ်သေးလေးတွေကိုဝိုင်းဝိုင်းလှီထားပေးပါမယ်ရှင်ခရမ်းညစ်လေးဝိုင်းဝိုင်းလှီထားပေးပါမယ်ဂျင်းလေးတွေကိုလည်းပပလေးတွေလှီထားပေးပါမယ်ရှင်စက်သွန်ပြူလေးတွေကိုတော့နုံနဲ့နေအောင်ဆင်းထားပေးပါမယ်ပွန့်ပွင့်လေးတွေကိုလည်းပပလေးလှီထားပေးပြီဆိုရင်တော့ပန်းပွင့်ကြော်ဖို့အတွက်အဆင်သင့်ဖြစ်နေပါပြီရှင်စီပူလာဆိုစားလေးပေါက်ထက်ဂျင်းလေးထက်ကျက်သွန်မြူနုပ်စင်ထားတဲ့ထက်မွှေးလာဆိုကျက်သွန်နီလေးစိတ်ထိုးထားတဲ့ထက်ကျက်သွန်နီလေးအီလာဆိုပန်းမုံနာလေးထက်ဟိုသုံးမျိုးဆက်လေးထက်ရတာပြည်စင်ရေလေးထက်ရတာအတွက်ကျက်သားမှုန့်လေးထက်ဟိုစီမွှေးလေးရောထက်ဟိုခရမ်းညစ်တွေဝမ်းလီထားတာလေးထက်မြေရုပ်ကောင်းလေးအုပ်လိုက်တယ်ဆိုရင်ပြင်စားကျင်စရာပန်းမွင့်ကြော်ရရှိပါပြီရှင်ပဲဟင်းလေးကလုံးချက်ချက်မှဖြစ်တဲ့အတွက်ကျက်သွန်နီလေးထက်ကျက်သွန်ပြူထောင်းထားတာလေးထက်ဂျင်းထောင်းထားတာလေးထက်ဆနွေးမုံလေးထက်စီလေးထက်ဟွာမီးဖို့ပေါ်တင်လုံးရည်လေးခန်းသွားပြီဆိုပဲဤစီရန်ရေလေးထက်အဲ့ရေလေးထက်အဲ့ရေလေးပွက်လာပြီဆိုတာနဲ့အရသာတွေစားကျက်သားမှုန့်လေးထက်ကျက်သွန်မိတ်လေးအုပ်ဆိုရင်ပဲဟင်းလေးရပါပြီရှင်အခုဆိုရင်စားခြင်းစရာပန်းမုံလာကြော်ကြီးရေဘာကျက်ဆက်မွားကြော်ကြီးရေပဲဟင်းလေးရေရပါပြီရှင်ကဲစားပါပြီရှင်ပန်းမုံလာကြော်လေးရေကျက်သားနဲ့မြေပြီးကြော်လေးရေပဲဟင်းလေးကိုရွှဲဆန်းတာနောက်ဒီဝင်ကျက်မွားကြော်နေမယ်ခွန်နော်အောင်ပန်းမုံလာကြော်လေးရေကြော်လေးနဲ့ခွန်လိုက်ပါပြီတူတူသုံးဆောင်ကြဆိုရှင်我这锅刚，变成就，亚大新啊。一辈子也变苦哩，你看错了。အားလုံးဆက်ပြီးစားလိုက်ပါမယ်ရှင်ဘလို့ဒီနေ့ဘလို့လေးရတော့ဒီလောက်ပါပဲ။နောက်ဘလို့တွေမှာဘလို့ဟင်းနေရဘလို့အစီအစဉ်တွေနဲ့ချက်ပြုတ်စားပြတော့လဲဆိုဆက်လက်ကြည့်ရှုပေးပါအောင်ရှင်။အဆုံးစီကြည့်ရှုသူအားလုံးအများကြီးကျေးဇူးပါတင်ပါတယ်။အားလုံးလည်းအញ្ញမ်းချစ်ပါတယ်။အားလုံးလည်းတတ